ရဲ့ဆောက်ခွက်တွေပေါ့နော်ဒါဒီဖုန်းနံပါတ်ပြထားတဲ့ပုံနဲ့ပေါ့နော်အကူနဲ့အမနေကကျောင်းပတ်စံတွေကိုလိန်သွားတာဗျာချီးရယ်သူများဆောက်စံတွေယူတယ်ချီးရယ်အမတွေခံတယ်မလုံးတွေပေးရယ်ပေါ့အဲ့ထဲမှာကျွန်တော်ပါဝင်ကျွန်တော်ကမလုံးတွေမခဲ့လို့ခံခဲ့ရတာဒါသူတို့ရဲ့ဆောက်ခွက်တွေပေါ့နော်အားလုံးပဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ညီမနင်းတင်ဆက်ပေးမယ်ဗီဒီယိုလေးကတော့ပတ်စံ9သိန်းကျော်ကိုမပေးဘဲနဲ့လိန်ပြီးထွက်ပြေးသွားလို့ဆိုပြီးတော့ပုံနဲ့တကွလိုင်းပေါ်တင်ပြီးတော့ပတ်စံပြန်တောင်းနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းတည်ထားလို့ရအောင်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်တို့ရဲ့ဆောက်ခွက်တွေပေါ့နော်ဒါဒီမှာဒါဒီကိုနာမည်ကကိုကောင်းထက်စော်တဲ့ဒီအမနာမည်ပန်းချေလိုက်ဒါတို့ဒါဒီဖုန်းနံပါတ်ပြထားတဲ့ပုံနဲ့ပေါ့နော်အကူနဲ့အမနေကကျောင်းပတ်စံတွေကိုလိန်သွားတာဗျာလိန်သွားဆိုတာကျွန်တော်အစမရှင်းတော့ဘူးဆိုပြီးကျွန်တော်လှုပ်ထားတယ်ဒါနဲ့ဗျာကျွန်တော်တို့ရဲ့အစမပြေတိုင်းအရန်စိတ်တွေဘာကြောင့်အဆင်မပြေဘူးဆိုတော့အဲ့လိုကျွန်တော်အဲ့လိုလိန်ခံလိုက်ရလို့ကျွန်တော်အဆင်မပြေဘူးအလုပ်လုပ်ရတာလည်းအဆင်မပြေဘူးငွေကြေးလည်းအဆင်မပြေဘူးနောက်ဆုံးစားဖို့တောက်ဖို့လည်းအဆင်မပြေဘူးဗျာသူတို့တွေကတော့ကွာပတ်ချီးရယ်သူများဆောက်စံတွေယူတယ်ချီးရယ်အမတွေခံတယ်မလုံးတွေပေးရယ်ပေါ့အဲ့ထဲမှာကျွန်တော်ပါဝင်ကျွန်တော်ကမလုံးတွေမခဲ့လို့ခံခဲ့ရတာဒါသူတို့ရဲ့ဆောက်ခွက်တွေပေါ့နော်ဒါဒီမှာဒါဒီကိုနာမည်ကကိုကောင်းထက်စော်တဲ့ဒီအမနာမည်ပန်းချေလိုက်ဒါသူတို့ဒါမင်္ဂလာမဆောင်ရပေါ့နော်ဒါသူတို့မင်္ဂလာကြီးကြီးကျယ်မဆောင်ကြီးကြီးကျယ်ဆိုလဲကြီးကြီးကျယ်မဟုတ်တော့မင်္ဂလာအချင်းချင်းလေးဒါမဆောင်ခင်မှာသူတို့ညမဒီအမရဲ့ညမပေါ့နော်မွေးနေ့ရှိရအဲ့နေ့ကလောက်ပြကျွန်တော်လည်းပါတယ်အဲ့နေ့ကတောက်ကြရောအမမရဒီဖုန်းနဲ့ရိုက်တာပြီးရင်ရှိသေးရဲ့ဒီပုံဒီမှာပေါ့နော်သူများဟာနဲ့စားတောက်ထားမျက်နှာဖောင်းကားနေတာရှိသေးရဲ့ဒီမှာဒီပုံပေါ့နော်ဒါသူတို့ကအခုဘယ်မှာလဲတော့ကျွန်တော်မသိဘူးပေးမယ်ဆိုကျွန်တော်တို့နေရွှေညရွှေရယ်ကျွန်တော် TikTok အကောင့်တွေကိုလည်းဘလော့ထားတယ်အကုန်ကျွန်တော်ဆက်တွေ့လို့မရတဲ့အထိကျွန်တော်တို့လှုပ်ထားတယ်အဲ့တော့ကျွန်တော်ကလည်းအစကျွန်တော်ပုံမတင်ဘူးလို့တာအခုကျွန်တော်ပုံနေတင်မယ်အခုဒီပေါ်မှာလည်းကျွန်တော်ပုံနေတင်ပေးထားမှာသူတို့နာမည်ကြီးကကိုကောင်းထက်စော်တဲ့ပန်းတော်ပန်းချဲဒီလိုက်နဲ့သူတို့အမေဖေတွေကတော့သူတို့အဲ့ကိစ္စနဲ့မဆိုင်ဘူးပေါ့နော်အဲ့တော့သူတို့ဖေအမေဖုံသူတို့အမေအဖေတွေကိုကျွန်တော်ဘာမှမပြောလို့အခုကကျွန်တော်လာစာတောင်းတာမဟုတ်ကျွန်တော်ဖုန်းကိုလှုပ်သွားတာ9သိန်းနဲ့လှုပ်သွားဆို9သိန်းပြန်လာပေးဘာလို့ဆိုကျွန်တော်ဖုန်းကိုကိုတို့အမခံပြီးလှုပ်ပြီးသွားတာလေညီလေးဒီရက်လှုပ်ပေးမယ်ဆိုပြီးတော့လှုပ်သွားတာလေအခုကျွန်တော်အဆင်မပြေဘူးဒီမနက်ကစေကန်းသွားပြရတယ်နော်ပတ်စံချီးရတယ်မျက်နှာငယ်နဲ့ဘယ်သူမှမချီးချင်ဘူးနော်ဒီကောင်အလုံးမရှိဘူးဘာညာပဲထင်တာကျွန်တော်အလုပ်ကလည်းကျွန်တော်စားဖို့တောက်ဖို့တော့ပဲအဆင်ပြေတယ်အဲ့တော့ကျွန်တော်ဒီတက်ဆိုးတဲ့ပုံတွေရှိရနော်ကျွန်တော်တင်လို့ရရနော်ဒါအကိုတို့မတို့ကျွန်တော်ထီးပေးရနော်ဒီဟာကိုမြင်ရတဲ့နဲ့လည်းအကိုကျွန်တော်မဆက်တွေ့ဘူးမပေးချင်တဲ့သူကဆက်တွေ့မှာမဟုတ်ဘူးလေကျွန်တော်ကတော့အကိုနာမည်ရှက်ခွဲမှာပြီးတော့အကိုတို့ကဘာတွေမတို့ဘာတွေဆိုတော့ကျွန်တော်အကုန်သိရနော်အကုန်လုံးချပြလိုက်မယ်ဆိုအကိုတို့မကိုကြောင်ပြောက်သွားမယ်နော်လှုပ်စားလို့မရတော့တဲ့အထိကျွန်တော်ချပြမှာနော်အခါကျမှကျွန်တော်ဆုံးမစုံနဲ့နော်အခုကကွာကျွန်တော်ဖုန်း9သိန်းနဲ့လှုပ်သွားကျွန်တော်9သိန်းပဲပြန်လို့ရှင်တယ်ဘာလို့ဆိုကျွန်တော်လှုပ်ကျွန်တော်မှအကိုတို့ယုံကြည်လို့ဆိုကျွန်တော်လှုပ်ပေးခဲ့ရလေအခုကျွန်တော်အကျွေးနော်ဒီအနီးစကန်မှာအကျွေးကြီးကျွန်တော်ပေးရမယ်ဒါအကိုတို့လှုပ်ခိုင်းတာပဲလေမဟုတ်လားကျွန်တော်ချားတော့မပြောတော့ဘူးဒီနေ့ကျွန်တော်နေမကောင်းလို့ကျွန်တော်အလုံနာရတယ်စိတ်တို့လာလို့ကျွန်တော်ဒါတက်ပြောတာနော်ကျွန်တော်ပုံရင်လည်းတင်ပေးထားရတယ်နော်ပြီးတော့တခုတွေးခဲ့ဆိုကျွန်တော်ဆက်သွယ်ပေးကြပါပတ်စံ9သိန်းဆိုတာကမရှိတဲ့သူတွေအတွက်ကအရန်ကိုမှတန်မိုးကြီးလွန်းနေနော်ဟုတ်နေရကြိုက်တဲ့နေရာကိုကြိုက်တယ်လို့သွားအမားတို့အဲ့စိတ်နဲ့သွားနေမယ်ဆိုအမားတို့လေကြိုက်တဲ့နေရာကိုသွားနော်အမားတို့သူတို့လည်းလှုပ်ရှားလို့ရပါစေဆိုတဲ့စိတ်နဲ့နော်ခြံထားပေးရနော်မရဘူးဝေးမောင်လာမပြောနဲ့ရှေ့ကျွန်တော်အဲ့လိုငိမ့်ခန့်နေမှာမဟုတ်တော့ဘူးကျွန်တော်အကုန်ပြောမှာနော်အကုန်ကိုတိတ်လက်စအကုန်ပြန်ပြောမှာနော်ဒီပုံဒါလူလိမ္မာပုံနော်ကျွန်တော်ပြီးရင်အကြည်ပါတင်ပေးမယ်ဘယ်မှာရှိသေးရဲ့ဒီမှာနော်ဒီမှာဒါဒီဟာကသူတို့တွေကျွန်တော်တို့လည်းပါတယ်သူတို့လင်မယားရန်ဖြစ်လို့ဆိုပြီးတော့ဟိုးဗာလဲမျိုးရှောင်လန့်တော်ကြီးထဲမှာတွားပြီးတော့စောက်ပြဿနာရှင်းတဲ့နေရာဒါသူတို့မျက်နှာအဲ့ဗီဒီယိုတွေလည်းရှိရနော်ကျွန်တော်ဒီမှာဒါဒီမှာကြည့်ဒါသူတို့ကဒါအနီးစကန်မီပွိုင်းကရွှေထိတ်တန်းမှလားမသိဘူးဒါအပေါ် view မှာသူတို့တောက်ကြမယ်ဆိုပြီးတော့ဒါရှင်းကြတာဒီမှာစောက်ခွက်တွေနော်ဒီမှာစောက်ခွက်တွေဒီမှာဒါဒီပုံကသူမင်္ဂလာဆောင်ကနီးတရက်အလုံးမှာမင်္ဂလာဆောင်ဖို့အပြည့်အစင်ကိုကျွန်တော်တို့လုပ်ပေးရတာဆိုတာကျွန်တော်တို့ကလိုက်ကူပေးရတာ
ဒါသူတို့ဘေးမှာဒါဒီရွာကန်နေပါလို့ကျွန်တော်ပုံဖြတ်ထားတယ်နော်အဲ့တော့ကျွန်တော်ကအစကမလုပ်တော့ဘူးလို့ကျွန်တော်တွေးထားတာကိုချင်းစာလို့နော်အော်သူတို့ငါတို့ပြန်ကြည့်မှာပါအော်ငါတို့ကလုတ်ပေးထားတာပဲပေါ့နော်အော်ငါတို့ပတ်စံလေးတပဲ6ပြားကိုသူပြန်ပေးမှာပါဆိုရဲစိတ်နဲ့ကျွန်တော်ဒီတိုင်းနေတယ်အချိန်ကြာလာကျွန်တော်ဆက်သွယ်လဲမလာဘူးအကောက်တွေလည်းအကုန်ဘလော့ထားတယ်အဲ့တော့ကျွန်တော်တို့ကရှေ့လျှောက်ပေါ့နော်ဒီတက်ဆိုးလာပြီဆိုရင်ကျွန်တော်အမားရဲ့မိသားစုပုံတွေပါကျွန်တော်တင်ပါနော်ဒီမှာအမားတို့လင်မယား2ယောက်ပေါ့ကျွန်တော်ဒီမှာနဲတယ်အမားတို့မိသားစုပုံတွေကျွန်တော်ဒီမှာအကုန်ရှိရယ်နော်အမားတို့ညီမတေးသေးလေးကအစအဖေအမေဆိုအတော်တွေပါအဆုံးတော့ကျွန်တော်ဒီမှာရှိရယ်နော်အဲ့တော့ကျွန်တော်ရဲ့တန်ကြီးကျွန်တော်ဖုန်း9သိန်းနဲ့လောက်သွားကျွန်တော်9သိန်းပဲပြန်လို့ချင်တာနော်အမားတို့လားစားကျွန်တော်မမောဘူးဘာလို့ဆိုတော့တူနေခဲ့တော့မိသားစုစိတ်သက်ဆိုပြီးကျွန်တော်ပေါင်းနေခဲ့တာနော်အဲ့တော့ကျွန်တော်တို့ဘက်ကစိတ်နဲ့ပေါင်းပေးခဲ့တယ်ဒါအမားတို့ဘက်ကနေပြီးကျွန်တော်တို့ဒီလိုလုပ်သွားပါဘောနော်အမားတို့နေရာကြိုက်တဲ့နေရာကိုကြိုက်တယ်လို့သွားအမားတို့အဲ့စိတ်နဲ့သွားနေမယ်ဆိုအမားတို့လေကြိုက်တဲ့နေရာကိုသွားနော်အမားတို့ပေါ်ရန်ကောင်းတဲ့သူပဲတွေ့လိမ့်မယ်အေးပြီးတော့အမားတို့ခန္ဓာကိုယ်တွေအကိုတို့ခန္ဓာကိုယ်တွေတစ်ခုဖြစ်လို့တစ်ခုတရားဖြစ်ပါရဲ့ဆိုရင်ကြောက်ဆုံးမဆိုနဲ့နော်ကျွန်တော်စီမှာလေကျွန်တော်တည့်ရသူရှိရတက်တဲ့သူရှိရအကုန်လုံးကကျွန်တော်ညီလေးကူညီပေးမယ်ညီလေးလှုပ်ပေးမယ်ဒါကကျွန်တော်သူတို့လှုပ်စားလို့ရပါစေဆိုတဲ့စိတ်နဲ့နော်ခြံထားပေးရနော်မရဘူးဝေးမောင်လာမပြောနဲ့ရှေ့ကျွန်တော်အဲ့လိုငြိမ်ခံနေမှာမဟုတ်တော့ကျွန်တော်အကုန်ပြောမှာနော်အကုန်ကိုတိတ်လက်စအကုန်ပြန်ပြောမှာနော်ကျွန်တော်ငြိမ်နေတာအကောင်းမဟုတ်တိလားနော်ကျွန်တော်မှာနောက်ခံလည်းမရှိဘကောင်လည်းမရှိတိုင်ဝမ်လည်းမရှိဆိုကြကျွန်တော်ငြိမ်နေတာနော်အခုကကျွန်တော်အဲ့မကြောက်တော့ဘူးနော်မားတို့ကမားတို့ဘာကြီးပဲဖြစ်မားတို့ဘဒုသားသမီးပဲဖြစ်စောက်ကူမဆိုင်ဘူးနော်ဒီဗီဒီယိုကိုသူတို့စီရအောင် share ပေးကြပါတကယ်လို့မှဒီချက်ဆိုးလာမယ်ဆိုသူတို့အမေအဖေပုံတွေမှာကြော်တင်ပေးမှာအားလုံးပဲစိတ်နှောက်ရှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဒီဗီဒီယိုလေးကို share ပေးကြပါဒါကလူလိမ္မာပုံဒီမှာဒီကောင် ဖုန်းကိုပတ်စံ9သိန်းပေးမယ်ဆိုပြီးတော့ဒီဗီဒီယိုတွေကအမတွေကလိန်လည်သွားတာမိသားစုတွေလို့အတူတူနေလာတော့တယောက်နဲ့တယောက်ယုံကြည်ပြီးတော့ကို့မှာမရှိတဲ့ကြားတွေကနေပေးလိုက်တာနော်ဒါကိုတစ်ဖက်အသွဲကပတ်စံ9သိန်းကိုလိန်သွားတာချွေးနှဲစာနဲ့ဝယ်ထားရတဲ့ဖုန်းမလို့ပတ်စံ9သိန်းပဲရတယ်ဆိုပေမဲ့လည်းတန်ဖိုးရှိတယ်ဒီ9သိန်းနဲ့ရတဲ့ပတ်စံကိုတော့မပေးဘဲနဲ့လိန်သွားတာလိုင်းပေါ်ကနေဆက်တွယ်တော့လည်းမရဘူးဒါကြောင့်မို့လို့ကိုနဲ့ဘယ်လောက်ထိပဲခင်မင်ရင်းနှီးပြီးတော့မိသားစုလိုဖြစ်နေပါစေပတ်စံနဲ့ပတ်သက်လို့ရှင်မချီးငားသင့်ဘူးအခုနောက်ပိုင်းမှာဆိုလို့ရှင်ပတ်စံချီးငားပြီးတော့ပြန်တောင်းလိုက်ကြလို့ရှင်ခင်မင်မှုတွေပြည့်ပြည့်သွားပြီးတော့ဒဇိန်းတွေလိုဖြစ်သွားကြတဲ့တငယ်ချင်းတွေကများတယ်ညီမရဲ့ဗီဒီယိုလေးဒီလောက်ပါပဲရှင်ကြည့်ရှုတဲ့သူတွေအနေနဲ့သိထားလို့ရအောင်လို့ဒီဗီဒီယိုလေးတွေကိုပြန်လည်ဝင်မြလိုက်ခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်